သိမှုကိုစန့်ကျင်တယ်ဆိုတဲ့နေရာမှာဘယ်သူတွေကစန့်ကျင်ရမယ်ဘယ်လိုပုံစံမျိုးစန့်ကျင်ရမယ်လို့ကျွန်တော်တို့မှာကန့်သတ်ချက်မရှိပါဘူးပြည်သူတွေရဲ့ရင်ထဲမှာရှိနေတဲ့ဆန္ဒအတိုင်းကိုယ့်ရဲ့ဆန္ဒအမှန်ကိုထုတ်ဖော်ပြသခြင်းဒီဟာလေကျွန်တော်တို့ရဲ့အင်အားပဲဖြစ်ပါတယ်ဒီဂျန်စီတွေကိုအားပေးပါလေကျွန်တော်တို့ကနောက်မှလည်းအများကြီးရှိတယ်ခင်ဗျားတို့နဲ့တူတူလည်းရှိတယ်ရှေ့မှာရင်ဆိုင်ရမယ်ဆိုလည်းကျွန်တော်တို့ရှိတယ်ကျွန်တော်တို့အနေနဲ့ကတော့ဒီကြီးကစတဲ့ကဆုံးအောင်တိုက်ဖို့တည်းကြီးရထားပြီးသားပါကျွန်တော်တို့ဆုံးအောင်တိုက်မှာပြစ်တယ်ခတ်တယ်ဆိုတဲ့ဟာလည်းကျွန်တော်တို့သိတယ်အထူးကအကြဆုံးတွေများတယ်ဆိုတော့လည်းကျွန်တော်တို့သိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းသိကြမှုသိခဲ့တယ်သို့တော့ဒီပွဲကကျွန်တော်တို့ပြအောင်ချက်မှရအောင်ဆုံးတဲ့တော့ဒီကျွန်တော်တို့တိုက်ပွဲဝင်တယ်ကျွန်တော်တို့အနိုင်ရတဲ့အထိတိုက်ပွဲဝင်တယ်